အပေါ်မှာဘသူရှိကြတယ်လဲဟိအင်းကြီးခွေအောက်ပါဆင်းလုံးနေတာလေအထဲမှာဘာရှိလို့လဲခဏနေအောင်မတမင်ရအောက်မှာအစာတွေရှိတယ်ရေတွေရှိတယ်အရန်ကောင်းလာလားဆင်းခဲ့လေပြောမလို့မလားကွာပုံမြင်မှာဖတ်ထားပြီးသားကွာမဟုတ်ရပါဘူးကွာကလေးတို့ရတကယ်စားစာတွေကောင်းလို့ခေါ်တာပါကွာအဲ့ဒါဆိုငါကဘာဆင်းလို့မလဲကွာတွေးကြည့်ဖို့ကွာကလေးတို့ရကျွန်တော်တို့တွေအောက်ရောက်လဲရောက်ရောခမကြီးကကျွန်တော်တို့အသားတွေစားတမင်မလေးကောင်းပေါ်ကနေခုနိတက်ပြီးလက်ပြေးမှမလားဗျနိုးနိုးပါခမကြီးဘာသာနေခဲ့ပြီတော့ပြုတ်ထမတော်ကြနဲ့လေကွာကလေးတို့ရငါ့ကိုကူပြီးအပေါ်ပေါ်တင်ပေးကြပါဦး